ဒီမျိုးသားရဲ့ဘိုက်ထဲကိုကြွက်တကောင်ကအရှင်လက်လက်တိုးဝင်သွားပြီးဘိုက်ထဲမှာဟိုဘက်ဒီဘက်ရှောက်ပြေးနေပါတယ်ဒီအခြေအနေကိုကြည့်ပြီးကျွမ်းကျင်တဲ့ဆရာဝန်တော်မှဘာလို့ရမှန်းမသိပဲလက်မိုင်ချနေကြရပါတယ်ဒါနဲ့ဆရာဝန်ကအကြောင်တကောင်ကိုယူလာပြီးဘိုက်ပေါ်တင်ကကြွက်ကို6လမ်းဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့အကြောင်ကအနားလဲရောက်ရောဘိုက်ထဲကကြွက်ကပိုပြီးလန့်သွားပြီးအသေးအတန်ရှောက်ပြီးတော့တာကြောင့်အမျိုးသားခင်ဗျာရက်ကန်နဲ့ပိုပြီးဝေဒနာခံစားလိုက်ရပါတယ်အမျိုးသားကဒီနီလန်းကလုံးဝအလုံးမဖြစ်ဘူးလို့အော်ပြောလိုက်ပါတယ်ကြွက်ကဘိုက်ထဲမှာကတောင်းကနင်းဖြစ်နေပြီးတကယ်လို့အကြောင်ကိုသာဘိုက်ထဲထည့်လိုက်ရင်သူ့တေချာပေါက်တည်သွားနိုင်တယ်လို့ပြောပါတယ်ဒီအချိန်မှာပဲဘေးနားမှာရက်နေတဲ့အမျိုးသမီးတစ်ယောက်ကကြောင်ကဘိုက်ထဲထည့်ဖို့အရွယ်စားကြီးလုံးနဲ့ဒါကြောင့်မွေးတကောင်ထည့်လိုက်တာကအကောင်းဆုံးပဲလို့ဝင်ပြောပါတယ်စပိုင်းမှာတော့အားလုံးကဒီအမျိုးသမီးဟာလူနာကိုတက်ဖို့ကြိုးစားနေတာလားလို့တောင်ထင်နေကြပါတယ်ဒါပေမဲ့အမျိုးသားကတော့ဘိုက်ထဲကကြွက်ကြောင်မခံမရက်နိုင်အောင်နှိပ်စက်ခံထားရပြီးအသက်တစ်ဝက်လောက်တည်နေပြီဖြစ်လို့မထူးတော့တဲ့အစုံဒီနီလန်းကိုပဲစမ်းကြည့်ဖို့သဘောတူလိုက်ပါတယ်သူကသဘောတူလိုက်တာနဲ့အမျိုးသမီးကသူမရဲ့နှုတ်ခမ်းချကနေဂါထာမဏ္ဍန်တွေရွတ်ဆိုလိုက်ပါတယ်အဲ့ဒီနောက်နေရာမှာတင်ရွှေရောင်မွေလေးတစ်ကောင်ကိုဖန်ဆင်းလိုက်ပါတယ်အားလုံးအံ့ဩမြင်တက်သွားစေမဲ့အရာကတော့အဲ့ဒီအမျိုးသမီးဟာမွေလေးကိုအမျိုးသားရဲ့ဘိုက်ထဲကိုတကယ်ပဲလွတ်ထည့်လိုက်တာပါပဲဘိုက်ထဲရောက်တာနဲ့မွေလေးကကြွက်ကိုချက်ချင်းလိုက်လံတိုက်ခိုက်ပါတော့တယ်အချိန်2မိနစ်တောင်မကြာလိုက်ပါဘူးမွေကကြွက်ကိုအနိုင်ယူစားတောက်လိုက်ပြီးတိုက်ပွဲကပြီးဆုံးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးကသူမရဲ့လက်ကိုဆန့်ထုတ်ပြီးအတွင်းကမွေလေးကိုပြန်ခေါ်လိုက်ပါတယ်ထူးဆန်းတာကသူမလက်ထဲကိုရောက်လာတာကမွေမဟုတ်ပဲကြွက်ဖြစ်နေခဲ့ပါတယ်အမျိုးသမီးကအဲ့ဒီကြွက်ကိုလက်တစ်ဖက်ထဲနဲ့ညှစ်ချလိုက်တာနဲ့ကြွက်ဟာလေထဲမှာတင်ပြက်ကွယ်သွားခဲ့ပါတယ်ကြွက်တည်သွားတာနဲ့တပြိုင်နက်အမျိုးသားရဲ့ဘိုက်ကလည်းချက်ချင်းပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်